လေကွင်းတဲကကိုလုံးဒီတရေမှာသာသနာပေါင်းထဲမှာတီလာရှင်ဝတ်နဲ့ကိုဝင်ရမူရစ်စေးရောင်းပြီးလေကွင်းထဲမှာသွီးလွန်ကတေဆုံးသွားတဲ့အမျိုးသမီးဟာအခုတော့ကိုလုံးဒီတရေမကြီးအဖြစ်နဲ့လေကွင်းပြင်မှာတွားသွားနေရပါပြီမင်္ဂလာပါခင်ဗျာ KND မင်္ဂလာ Horror Story ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့လေကွင်းပြင်တဲကကိုလုံးဒီတရေမဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါလေဆိုတော့စလိုက်ကြရအောင်ဗျာအသက်20ဝန်းကျင်ပဲရှိသေးတဲ့ကိုကျော်နဲ့သူ့တငယ်ချင်းကိုဆိုးတို့ဟာတရွာတဲ့အနေတငယ်ချင်းတွေပါမိုးရသည့်ညရီဆိုရင်လေကွင်းထဲမှာဖားဒီခါးဘက်ကောင်ဒီပေါ်တာကြောင့်သူတို့နှစ်ယောက်ဟာဓာတ်မီကိုစီနဲ့ဖားရှာထွက်ပြီးရောင်းချလိရှိပါတယ်အဲ့ဒီညကလည်းထုံးစံအတိုင်းမိုးတဖွဲဖွဲရွာနိအေကြားကသူတို့နှစ်ယောက်လေကွင်းထဲကိုဆင်းလာခဲ့ကြတယ်ဖားဟော်သားတွေကလေကွင်းတစ်ခုလုံးမှာစူညမ်းနေတာပေါ့ကိုကျော်ကရှေ့ကနေဓာတ်မီနဲ့ထိုးကြည့်ရင်ဖားတွေကိုဖမ်းနေတော့လေကန်တင်းတစ်ခုပေါ်မှာထူးဆန်းတဲ့အရေးမဲကြီးတစ်ခုဝတ်နေတာကိုလှမ်းမြင်လဲရတယ်။ကိုကျော်ကကြောက်လန့်တကြားနဲ့ဟေ့ကောင်ငါဆိုဟိုမှာကြည့်စမ်းအဲ့ဒါဘာကြီးလဲ။ကိုဆိုးကအနာကတ်လာရင်ဘဲမလဲလူလားဒီအချိန်ကြီးလေထဲမှာဘာလုပ်နေတာလဲ။သူတို့နှစ်ယောက်ဓာတ်မီတွေကိုစုပြီးအဲ့ဒီအရေးစီကိုထိုးကြည့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတာကလူတစ်ယောက်ရဲ့ပုံတရံပဲဒါပေမဲ့ပုံမှန်လူမဟုတ်ဘူးဗျ။အဝအစားတစ်ခုမှမပါတဲ့ကိုလုံးနီမိမအကြီးတစ်ယောက်ဒါပေမဲ့သူ့ခန္ဓာကိုယ်ကပိန်လီလုံးလို့အရေးပြားနဲ့အယူပဲကြံတော့တယ်သူ့ရဲ့မဲလုံးအစုံကမီးတောက်လူရဲရဲနေပြီးထူးခြားတာကသူ့ရဲ့ဦးခေါင်းကြီးဟာကိုလုံးထက်တောင်ပိုကြီးနေသလားထင်ရတယ်။အဲ့ဒီမိန်းမကြီးဟာမြင်းပေါ်မှာဘိုင်းနဲ့တယူကိုက်တွားနေပြီးသူ့လူစီကိုဥတီလာနေတာဗျာ။ကိုကျော်ကဟေးကောင်အဲ့ဒါလူမဟုတ်ဘူးပြေးကြစို့သူတို့ညကြောက်လန့်တကြားနဲ့လဲတော်တဲ့ကတိမ်အိမ်လေးကိုအတင်းပြေးတက်ခေကြတယ်။တို့ကဟေးကောင်ငါကူးနကတေချာမမြင်လိုက်ဘူးတကယ်ပဲတရေလားဟာလူတယောက်ဒုက္ခရောက်နေတာတော့မဖြစ်နိုင်ဘူးလားလူဆွေနဲ့အဲ့ဒီတော့မဲလုံးနီပြီးသွားမလားဟာမင်းသွားနေနော်တကားကိုလုံးဝမဖွင့်နဲ့ခဏကြာမှတော့တေအောက်ကနေရှက်ဆိုတဲ့တွားတန်ကြီးကိုကြားလိုက်ရတယ်ကိုဆူးကကြောက်နေတဲနန်ကြားကနေချောင်းကြည့်လိုက်ကိုခုနကကိုလုံးဒီမိန်းမကြီးဟာသူတို့ရဲ့ခြေရာတန်းတရွတ်တိုက်တွားပြီးတဲနာကိုရောက်လာတာကိုမြင်လိုက်ရတာပဲအဲ့ဒီအချိန်မှာပဲတဲနန်ကိုတစုံတယောက်ကခပ်ပြင်းလာခောက်တန်ကြားလိုက်ရတယ်ဒေါင်ငါမဲတီလာရှင်ကြီးပါရဲ့အပြင်မှာအယမ်းချမ်းနီလာပြီးအထဲကိုပြေးဝင်ပါအောင်နော်မဲတီလာရှင်ကြီးကိုတနာကြပါအောင်အတန်ကအေးဆက်နဲ့လေးတန်းတိမ်ကြီးပါကိုဆိုးကအတန်ကိုကြားတော့စိတ်ထဲမှာတနာသွားတယ်တီလာရှင်ကြီးဆိုရင်တော့ငါလိုဖွင့်ဖေးတင်တယ်ဟာဒါတော့မူးရွာနေတာဆိုပြီးကိုကျော်တားတဲ့ကြားကတကားကိုဆွဲဖွင့်လိုက်ပါလေတော့တကားဖွင့်သွားတဲ့အချိန်မှာမြင်လဲရတာကတီလာရှင်မဟုတ်ပါဘူးအရက်9ปี10ปีလောက်ရှိတယ်အရာကကိုလုံးဒီတရေမကြီးကသူ့ရဲ့ဦးခေါင်းကြီးနဲ့တဲနေရန်ကိုတဒုံစောင့်နေရင်မဲတီလာရှင်ကြီးပါရဲ့ပေးဝင်ပါအောင်ဆိုပြီးအတန်ပြောင်းပြီးလိစားနေတာပါကိုဆိုးဟာအဲ့ဒီမြင်ကွင်းကိုမြင်ပြီးစောက်တရားမရပဲအော်ဟစ်ကမိလဲထားခဲ့တော့တယ်နောက်တနေ့မနက်မှာကိုကျော်ကကိုဆိုးကိုဘုန်းကြီးเจ้าကိုခေါ်သွားပြီးဆရာတော်ကိုချစ်စင်တွေလျှောက်လျှောက်ထားခဲ့တယ်ဆရာတော်ကတပြင်းချပြီးအတိတ်ကအမှန်တရားကိုမိန့်ကြားပြခဲ့တယ်အေးအဲ့ဒါဝေးကျွေးပဲတကားတို့အရင်ကဒီเจ้าမှာအမျိုးသမီးတယောက်တီလာရှင်ဝတ်လာဖူးတယ်တကယ်တော့သူကသာသနာကိုကြီးညိုလို့မဟုတ်ဘူးမိုးရစ်စီးကြောင်းကိုတီလာရှင်ကြောင်းဆောင်ပြီးเจ้าကိုခိုးလုံးခဲ့တာနောက်ပြီးတီလာရှင်ဝတ်နဲ့ပဲအမျိုးသားတူလည်းဖောက်ပြန်ပြီးကိုဝင်ရတယ်ဇလန်းပေါ်တော့မယ်ဆိုတော့ထုတ်ပြေးရင်းနဲ့လေကွင်းထဲမှာချော်လဲတွေးပြင်းကတွေးလွန်ကတေဆောင်သွားခဲ့တာပဲအဲ့ဒီမျိုးသမီးဟာသာသနာပေါင်းမှာဂရိကြီးလီတဲ့ကန်၅ပါးကိုဖောက်ပြခဲ့တာကြောင့်တေးတဲ့အခါအိုးအစာမကတ်နိုင်တဲ့ကိုလုံးဒီထီယမှာဘွားကိုရောက်သွားရတာပါချက်တောင်းနဲ့လမ်းမလျှောက်နိုင်ပဲမြေပြင်ပေါ်မှာတရွတ်တိုက်တွားသွားရင်းနဲ့အာကုတို့ဝွကျွေးကိုခန်းစားနေရတာထင်ပါလေအဲ့ဒီနောက်ပိုင်းကိုကျော်နဲ့ကိုဆိုးတို့ဟာဆရာတော်ရဲ့လမ်းညွှန်မှုနဲ့အမျှအတန်းဒီပေးဝေခဲ့ကြပါတယ်ဒါပေမဲ့အခုတက်ဒီလေကွင်းပြင်သေးကညဘက်ဆိုရင်ကိုလုံးဒီနဲ့တွားနေတဲ့ထီလာရှင်တရေမကြီးရဲ့အတန်းဒီကိုကြားနေတုံးမဲ့လဲစိုးကြပါတယ်ဇလန်းလေးကမှဒီနေရာမှာပဲပြီးဆုံးသွားရပါတယ်ဇလန်းလေးကိုနှစ်တန်ရင် channel လေးကို subscribe လုပ်ထားဖို့မေ့ပါနဲ့ဦးနော်ခင်ဗျာနောက်ထပ်ကြိုးချမ်းစရာဇလန်းတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်